အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ခါမှာတော့ကျွန်တော်စုတီယာကကွန်ဒိုရောင်းလေးနဲ့မိတ်ဆက်ပြပြစီခင်ဗျာဒီကွန်ဒိုလေးတွေကတော့ဒါကတော့ရတနာနင်းစီကွန်ဒိုဖြစ်ပါတယ်ခင်ဗျာရတနာနင်းစီကွန်ဒိုမှာလည်းအယောင်ကန်တွေအများကြီးရှိပါတယ်ခင်ဗျာသူနဲ့အလားတန်တူတဲ့သူ့ရဲ့ပြီးမှလည်းအေယာချမ်းသာကွန်ဒိုရောင်းကန်များလည်းရှိပါတယ်ဝယ်ကျင်သူမိတ်ဆွေများလည်းရှိပါတယ်ခင်ဗျာဒီကွန်ဒိုလေးတွေကတော့အိုးအုံနာဘုတ်ကိုပိုင်ဆိုင်မှုခိုင်မာစွာရရှိမှာဖြစ်ပြီးတော့ဒီကွန်ဒိုလေးမှာဆိုရင် square wheel မျိုးစုံအလွှာမျိုးစုံရေကူးကန်ဂျင်ကန်အားလုံးပါရှိတဲ့ကွန်ဒိုလေးပဲဖြစ်ပါတယ်ခင်ဗျာဒီကွန်ဒိုလေးတွေမှာမိသားစုလုံခြုံနေစွာနဲ့အချိန်နှမ်းမြင့်နေထိုင်ခြင်းသူမိတ်ဆွေတွေအတွက်ကျွန်တော်စိုးတရားအချမ်းမြေစူးစမ်းကိုအချိန်မီဆက်သွယ်စုံစမ်းမြင်မြန်ဝယ်ယူနိုင်ပါတယ်ခင်ဗျာဆက်သွယ်ရမယ့်ဖုန်းနံပါတ်လေးတွေကတော့399369368261 399633599499 3996935088တို့ဖြစ်ပါတယ်ခင်ဗျာအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာကျေးဇူးပါ